ကျွန်တော် channel ကရေမထွက်တော့တဲ့ရေတွင်းဟောင်းကြီးတွေကနေတဲတွေတဝုံဝုံပန်းထွက်နေတာကိုအန်သားစရာကောင်းလောက်အောင်တွားတွေးလိုက်ရပါတယ်ကျွန်တော်လည်းစူးစမ်းကျင်စိတ်နဲ့ရေတွင်းထဲငုံကြည့်မိတာကြောင့်ရေတွင်းထဲကဖုံမှုတွေကကျွန်တော်မျက်နှာပေါ်ကိုဆင်ထွက်လာပါတယ်ကျွန်တော်လည်းဒေါသဖြစ်တာကြောင့်ရေတွင်းထဲကိုရေပြည့်ချပြီးလက်စားချေကိုတွေးမိလိုက်ပါတယ်ချက်ချင်းပဲအိမ်နောက်ဖေးကိုလက်ထွက်သွားပြီးရေစုပ်ဆက်ကြီးကိုဆွဲထုတ်လာခဲ့ပါတယ်ရေပိုက်ရှည်ကြီးကိုယူပြီးရေပုံပိုင်ကောင်းနဲ့တေချာချက်နေအောင်ချအိတ်ဆက်လိုက်ပါတယ်ပြီးတော့ပိုက်ခေါင်းတစ်ဖက်ကိုရေတွင်းထဲတန်းထိုးချလိုက်ပြီးရေစုပ်ဆက်ကိုအဆုံးထိဖွင့်ချလိုက်ပါတယ်ရေတွေကပိုက်ထဲကနေတဝုံဝုံနဲ့ရေတွင်းထဲကိုဒလာဟောစီးဝင်သွားပါတယ်ကျွန်တော်လည်းရေတွင်းဘေးမှာပလတ်စတစ်ခုံတစ်လုံးယူပြီးခိုးထိုင်ကစောင့်နေလိုက်ပါတယ်ငါ့ကိုဖုံတွေနဲ့မှုတ်တဲ့ရေတွင်းမင်းဘလောက်ရေတောက်နိုင်မလဲကြည့်ကြသေးတာပေါ့ဆိုပြီးစိတ်ထဲကကျင်းဝါနေလိုက်ပါတယ်အဲ့ဒီလိုကျွန်တော်ကရေတွင်းထဲကိုရေတွေအဆက်မပြတ်ဖြစ်နေတဲ့အချိန်မှာပဲတစ်ဖက်အတိတ်ကာလကလော်ရီဆိုတဲ့ခံတက်များပိုးလေးမှာတော့အလွန်ကိုအခြေအနေဆိုးရွားနေတာဖြစ်ပါတယ်အဲ့ဒီအချိန်လော်ရီခံတက်မှာစစ်တူကြီးဖြစ်သူချူယန်စီကိုဒဏ်ရာပြင်းထန်ရထားတဲ့စစ်သားတစ်ယောက်ကဒူးထောက်လျက်ရောက်လာပြီးသတင်းပို့နေပါတယ်အဲ့ဒီစစ်သားကသူတို့စီမှာနောက်ဆုံးကြံတဲ့ရေတပေါက်ကိုတောင်ဒဏ်ရာရထားတဲ့ညီကိုစစ်တီတွေကိုခွဲဝေတိုက်လိုက်ရပြီဖြစ်ကြောင်းဝမ်းနေပန်းနဲ့ပြောပါတယ်စစ်တူကြီးချူယန်ကသူတို့ဘလောက်ကြာတောင်းခံနိုင်ဦးမလဲလို့မေးလိုက်ပါတယ်စစ်သားကသူတို့ရဲ့ရေရင်းမြစ်တွေအကုန်ဖြတ်တောက်ခံထားရပြီဖြစ်ကြောင်းသူတို့စီကရေတွင်းဟောင်းကြီးကလည်းလုံးဝခန်းချောက်သွားပြီဖြစ်ကြောင်းမျက်နှာပြက်ပြက်နဲ့ပြန်ဖြေပါတယ်ပြီးတော့စစ်သားကဒီတိုင်းနေရင်တေချာပေါက်တရားမှာမို့ရန်သူတပ်တွေကိုဖောက်ထွက်ပြီးတိုက်ခိုက်ကြဖို့စစ်တူကြီးကိုအကြံပြုပါတယ်ချူယန်ကဘယ်ကိုဖောက်ထွက်ရမှာလဲလို့ဒေါသအကြီးပြန်မေးပါတယ်လော်ရီခံတက်ရဲ့အနောက်ဘက်မှာပြည်သူ3သိန်းကျော်ရှိနေတာမို့သူတို့ကိုနောက်ဆုတ်ခိုင်းနေတာလားလို့ပြက်ပြက်သားသားပြန်ပြောလိုက်ပါတယ်စစ်သားကငိုယိုပြီးမနှက်ဖြန်နေထွက်လာတာနဲ့အမျှညီကိုစစ်တီတွေအားလုံးရင်ငက်ပြီးအရှင်လက်လက်တေကုန်ကြတော့မှာဖြစ်ကြောင်းပြောပါတယ်ဒါကိုကြတော့ချူယန်ကသူမရဲ့အမိန့်ကိုနာခံဖို့အော်ပြောလိုက်ပါတယ်စစ်မြေပြင်ကစစ်မြင်းတွေကိုတက်ပြီးမြင်းသွေးကိုတောက်ကြဖို့အမိန့်ပေးလိုက်ပါတယ်ဒီနေ့ဒီနေရာမှာအားလုံးတရားမယ်ဆိုရင်တော့နောက်ကိုခြေတလက်မှစုံမှာမဟုတ်ဘူးလို့ပြက်ပြက်သားသားအမိန့်ပေးလိုက်ပါတယ်အဲ့ဒီလိုအားလုံးမျောလင်းချက်မဲ့ပြီးတိမဲ့ရက်ကိုစောင့်နေကြတဲ့အချိန်မှာပဲစစ်သားတယောက်ထူးဆန်းတဲ့အတန်တစ်ခုကိုကြားလိုက်ရပါတယ်ဘာတန်လဲဆိုပြီးအားလုံးငြိမ်သက်သွားပါတယ်စစ်တူကြီးချူယန်ကိုယ်တိုင်လည်းရေတွင်းဟောင်းကြီးစီကိုအမြန်လျှောက်သွားပြီးရေတွင်းထဲကိုငုံကြည့်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲကျွန်တော်ခစ်တစ်ကနေဖြစ်ချပေးလိုက်တဲ့ရေတွေကရေတွင်းထဲကနေတဝုံဝုံနဲ့ပန်းထွက်လာတာကိုသူတို့တွေ့လိုက်ရပါတယ်စစ်သားတယောက်ကရေတွင်းသားကိုပြေးသွားပြီးရေတွေတကယ်ထွက်လာတာကိုမြင်တော့ရေတွေလာပြီးကွဆိုပြီးဝမ်းသာအားရအော်ဟစ်လိုက်ပါတယ်အဲ့ဒီတော့မှအခြားစစ်သားတွေအားလုံးလည်းရေတွင်းစီကိုအလူအယက်ပြေးသွားကြပါတယ်အားလုံးကရေတွင်းထဲကနေရှန်ထွက်လာတဲ့ရေတွေကိုလက်ခုပ်နဲ့ခံပြီးအငမ်းမရတောက်ကြပါတယ်စစ်သားတယောက်ကဒီရေတွေကအရန်ကိုချုံမြင်ကြောင်းသူတစ်သက်လုံးတောက်ဖူးသမျှရေတွေထဲမှာအချိုးဆုံးဖြစ်ကြောင်းငိုယိုပြီးပြောပါတယ်ချူယန်ကလည်းတစ်သားရေမုံနဲ့ရေကိုခတ်တောက်လိုက်ပါတယ်ပြီးတော့ဒီရေတွေထွက်လာတဲ့ပမာဏကအရန်များလုံးကြောင်းတာမန်မြေအောက်ရေပန်းထွက်လာတဲ့ပုံစံမျိုးလုံးဝမဟုတ်ကြောင်းသူမကအကဲခတ်သုံးသက်လိုက်ပါတယ်ဒီဘက်ခေတ်တစ်မှာတော့ကျွန်တော်ကရေတွေဝင်သွားတာနာရီဝက်လောက်တောင်ရှိနေပြီဖြစ်ပေမဲ့ရေတွင်းကပြစ်မလာတာကိုတွေးလိုက်ရပါတယ်ရေတွေကအောက်ခြေမရှိတဲ့တွင်းထဲကိုဝင်သွားတယ်လို့ဖြစ်နေပါတယ်အိမ်ယာစီမံခန့်ခွဲရေးရုံးကလူတွေလာစစ်ရင်ရေဘိုးတွေအများကြီးကျနေမှာစိုးတာနဲ့ထိုင်ရာကပြီးရေစုပ်ဆက်ကိုတွားပေးလိုက်ပါတယ်ပြီးတော့ရေတွင်းထဲကိုတမီးနဲ့ထိုးကြည့်လိုက်ပါတယ်အောက်မှာရေတွေပြည့်နေပြီလားလို့သိကျင်တာနဲ့ခေါင်းပြူကြည့်ပြီးဟေးအောက်မှာရေပြည့်သွားပြီလားအတန်ပဲတင်ရိုက်တန်ကြအားရလားလို့အော်မေးလိုက်ပါတယ်တစ်ဖက်အတိတ်ကာလကရေတွင်းသားမှာရှိနေတဲ့စစ်သားတွေကအဲ့ဒီအတန်ကိုကြားသွားပါတယ်အားလုံးကအန်တသွားကြပြီးရေတွင်းထဲကနေလူတန်ကြားရကြောင်းပြောကြပါတယ်စစ်သားတယောက်ကဓာတ်ကိုဆွဲထုတ်လိုက်ပြီးအောက်မှာပဲတင်တန်ကြားရလားလို့ပြန်အောင်မေးပါတယ်ပြီးတော့စစ်တူကြီးကိုရေတွင်းထဲမှာလူတယောက်စကားပြောနေကြောင်းသတင်းပို့ပါတယ်စစ်သားတွေအားလုံးကဒါဟာနတ်ဖျားတွေငကားမင်းတွေကသူတို့ကိုတနာလို့ရေတွေဆင်းသက်ပေးတာတေချာတယ်ဆိုပြီးရေတွင်းကိုမျက်နှာမူကဒူးထောက်ဦးချကြပါတယ်ချူယန်ကလည်းရေတွင်းသားကိုကတ်သွားပြီးရေတွင်းအောက်ခြေမှာရှိနေတဲ့နတ်ဖျားကဘသူလဲဆိုတာကိုယိုသေးစွာမေးမြန်းလိုက်ပါတယ်ပြီးတော့သူမကလော်ရီခံတက်မျိုးရဲ့စစ်တူကြီးချူယန်ကတမျိုးလုံးမှာရှိတဲ့စစ်တီတွေနဲ့ပြည်သူတွေကိုကိုစားပြုပြီးရေချပေးတဲ့နတ်ဖျားကိုကျေးဇူးတင်ရှိကြောင်းဦးချကန်တော့ပါတယ်ဆိုပြီးရေတွင်းထဲကိုလမ်းအောင်ပြောလိုက်ပါတယ်အဲ့ဒီအတန်ကိုခစ်တစ်မှာရှိနေတဲ့ကျွန်တော်ကကြားလိုက်ရပါတယ်အမျိုးသမီးတယောက်ရဲ့အတန်ဖြစ်ပြီးတော်တော်လေးကိုပြအသားနေပါတယ်ကျွန်တော်လုံးဝကြောင်သွားပါတယ်ဘာတွေလာပြောနေတာလဲလော်ရီခံတက်တို့စစ်တူကြီးတို့နဲ့ဘာတွေလဲလို့တွေးမိပါတယ်ဒါနဲ့ကျွန်တော်ကရေတွင်းထဲကိုခေါင်းပြန်ပြူပြီးဟေးအောက်ကလူတွေငါပြောတာကြားလားဘာနဲ့ဖျားလဲငါကဒီချန်ရဲ့အင်ရှင်ကမင်းတို့ကဘသူတွေလဲလို့ပြောင်းမေးလိုက်ပါတယ်အောက်ကနေပြန်ဖြေတန်ကြားလိုက်ရပြန်ပါတယ်အင်ရှင်ဆိုရဲ့စကားလုံးကိုသူတို့ကအိမ်တွေရေတွင်းတွေကိုစောင့်ရှောက်တဲ့နတ်ဖျားလို့ထင်သွားကြပါတယ်စစ်သားတယောက်ကဒါကအိမ်တွေနဲ့ရေတွင်းကိုအဆောင်ရှောက်ပေးတယ်နတ်ဖျားလားလို့မေးပါတယ်ချူယန်ကတာဝန်ကျေပုံနဲ့အမျိုးသမီးချူယန်ဟာမဟာရှီယာနိုင်ငံတော်ရဲ့မြောက်ပိုင်းနယ်စပ်ကစစ်တူကြီးဖြစ်ပါတယ်အခုရန်သူတွေဝိုင်းရံထားလို့ရေပြက်လက်ပြီးဒုက္ခရောက်နေချိန်မှာနတ်ဖျားကရေတွေချပေးပြီးအသက်ကယ်ပေးရဲ့အတွက်ကျေးဇူးတင်ပါတယ်ကျမတို့အသက်တွေကိုကယ်တင်ပေးပါလို့ပြန်ဖြေပါတယ်အဲ့ဒီတော့မှကျွန်တော်စဉ်းစားမိပါတယ်မဟာရှီယာနိုင်ငံတော်မြောက်ပိုင်းနယ်စပ်ဆိုတာတမိုင်းထဲကနေရာတွေပဲဖြစ်ပါတယ်ဒီရေတွင်းကအတိတ်ကာလကိုဆက်သွယ်ပေးနေတဲ့အချိန်ကာလလောင်ကောင်းပေါက်ကြီးတစ်ခုလားလို့ကျွန်တော်အန်သားမင်တက်သွားပါတယ်တေချာအောင်စမ်းသက်ကြည့်ဖို့ဆုံးဖြတ်လိုက်ပါတယ်အိမ်ထဲကိုအမြန်ပြေးဝင်သွားပြီးမိဖို့ချောင်းထဲကတောက်ရည်ထဲရဲ့ပလတ်စတစ်ရေခွက်တစ်ခုကိုယူလိုက်ပါတယ်ပြီးတော့မာကာပင်တစ်ချောင်းနဲ့အဲ့ဒီခွက်ပေါ်မှာအမှတ်အသားတစ်ခုရေးလိုက်ပါတယ်ပြီးတော့နိုင်လွန်ကျိုးတစ်ချောင်းကိုရှာပြီးခွက်မှာလွတ်မကျသွားအောင်တေချာကြည့်လိုက်ပါတယ်ရေတွင်းစီပြန်ပြေးလာပြီးအဲ့ဒီခွက်ကိုကျိုးနဲ့ဖြည်းဖြည်းချင်းအောက်ကိုရှော့ချပေးလိုက်ပါတယ်ဟေးအောက်ကိုပစ္စည်းတစ်ခုချပေးလိုက်တယ်နော်လို့လည်းအော်ပြောလိုက်ပါတယ်အတိတ်ကာလဘက်မှာတော့ချူယန်ကနတ်ဖျားကပစ္စည်းတစ်ခုချပေးလိုက်ပြီဆိုပြီးရေတွင်းထဲကိုလက်လန်းလိုက်ပါတယ်ပလတ်စတစ်ခွက်လေးကိုရသွားတဲ့အခါသူမကအရန်ကိုအန်တသွားပါတယ်ဒီလောက်ပေါ်ပါပြီးချုံမွေ့နေတဲ့ပစ္စည်းမျိုးကိုတခါမှမမြင်ဘူးတာကြောင့်ဒါဟာနတ်ဖျားတွေစီကလာတဲ့အဖိုးရန်ပစ္စည်းတစ်ခုလို့မှတ်ယူလိုက်ပါတယ်ပြီးတော့သူမကအဲ့ဒီခွက်ပေါ်ကစာကိုမြင်ပြီးငါ့ကိုမြင်ရလားလို့မေးလိုက်ပါတယ်ချက်ချင်းပဲစစ်သားတယောက်ကိုစုတ်တန်နဲ့မင်းယူလာခဲ့ဖို့အမိန့်ပေးလိုက်ပါတယ်စုတ်တန်ရတာနဲ့ပိုးသားဝစ်တစ်ခုပေါ်မှာစာတစောင်ရေးလိုက်ပါတယ်ပြီးတော့အဲ့ဒီဝစ်ကိုခောက်ပြီးပလတ်စတစ်ခွက်ထဲထည့်ကအဖုံးပြန်ပေးလိုက်ပါတယ်ပြီးတာနဲ့ရေတွင်းဝမှာမတက်ရက်ပြီးနတ်ဖျားရဲ့ပစ္စည်းရဲ့ကိုစားထည့်ပြီးပြန်ပို့လိုက်ပြီးချစ်ကြောင်ရိုသေးစွာလမ်းပြောလိုက်ပါတယ်ကျွန်တော်လဲကျိုးကိုအောက်ကနေဆွဲထားသလိုတင်းသွားတာခံစားရလို့ကျိုးကိုအပေါ်ကိုပြန်ဆွဲတင်လိုက်ပါတယ်
အပေါ်ရောက်လာတဲ့အခါ plastic ခွက်ထဲမှာအဝတ်တစ်ခုပါလာတာတွေ့ရပါတယ်ဖြန့်ကြည့်လိုက်တော့ပိုးသားဝတ်စပေါ်မှာစုပ်တန်နဲ့ရေးထားတဲ့စာတစ်စောင်ဖြစ်နေပါတယ်အမျိုးသမီးချူရန်ဟာနတ်ဖျားရဲ့အဖိုးတန်ပစ္စည်းကိုလက်ခံရရှိပါပြီအသက်ကယ်ပေးတဲ့ကျေးဇူးကိုဘလို့ဆက်ရမှန်းတော့မသိတော့ပါဘူးဆိုပြီးရေးထားပါတယ်စာလုံးတွေကရှေးဟောင်းလက်ရေးတွေဖြစ်ပါတယ်ကျွန်တော်တေချာပေါက်တိလိုက်ပြီးဒီရေရင်းကရှေးခေတ်ကလူတွေနဲ့တကယ်အဆက်အသွယ်ရနေတာပဲဖြစ်ပါတယ်ကျွန်တော်လည်းသဘောကျစွာရေမောလိုက်ပြီးရေရင်းထဲကိုခေါင်းပြန်ပြဦးကာငါးကိုနတ်ဖျားလို့မခေါ်ပါနဲ့ငါနာမီကချမ်းပါလို့အော်ပြောလိုက်ပါတယ်ပြီးတော့သူတို့ကိုထပ်ပြီးစမ်းသက်ချင်တာနဲ့အိမ်ထဲကရေခဲတစ်တာကိုတွားဖွင့်လိုက်ပါတယ်အထဲမှာစားစရာပါရှိလဲရှာကြည့်တော့အတင်းစားလို့ရတဲ့ပေါက်စီနှလုံးနဲ့ပန်းတီးတစ်လုံးကိုတွေ့လိုက်ပါတယ်အဲ့ဒါတွေကိုယူပြီးပတ်တူအိတ်လေးတစ်ခုတည်းထည့်လိုက်ပါတယ်အိတ်ကိုကျိုးနဲ့တေချာကြည့်ပြီးရေရင်းထဲကိုထပ်ချပေးလိုက်ပါတယ်ပစ္စည်းတွေအောက်ရောက်သွားပြီလို့လည်းအော်ပြောလိုက်ပါတယ်အတိတ်ကာလဘက်မှာတော့စစ်သားကနတ်ဖျားကထပ်ပြီးစီချပေးလိုက်ပြီလို့အော်ပြောပါတယ်ချူရန်နဲ့စစ်သားကအဲ့ဒီအိတ်ကိုလက်ခံရရှိသွားပါတယ်အိတ်ကိုဖွင့်ကြည့်လိုက်တော့အထဲမှာဖြူဖွေးဖွေးနဲ့နူးညံ့နေတဲ့အရာတစ်ခုကိုတွေ့လိုက်ရပါတယ်စစ်သားကဒါပါလဲလို့မေးတော့ချူရန်ကကိုင်းကြည့်ပြီးဒါဟာစားစရာပဲလို့ပြောပါတယ်ပြီးတော့အိတ်ထဲမှာပါလာတဲ့စာရွက်လေးကိုဖတ်ကြည့်လိုက်ပါတယ်စာထဲမှာငါ့ကိုနတ်ဖျားလို့မခေါ်နဲ့ငါနာမည်ချမ်းပါမင်းတို့စီမှာဘာတွေလိုအပ်နေသေးလဲရန်သူဘယ်လောက်ရှိလဲဆိုပြီးရေးထားပါတယ်စစ်သားကဒါကိုကြားတော့မျက်ရည်တွေကျလာပြီးနတ်ဖျားကသူတို့ကိုတကယ်ကဲတင်တော့မှလားလို့ဝမ်းသာအားရမေးပါတယ်ချူရန်ကလည်းမင်းနဲ့စုပ်တန်ကိုယူပြီးစာပြန်ရေးပါတယ်စာထဲမှာနတ်ဖျားကသာအစားအစာတွေထပ်ပေးပြီးသူတို့ကိုကဲတင်မယ်ဆိုရင်သူမအနေနဲ့နတ်ဖျားအတွက်ဂုဏ်ပြုစုတောင်းတဲ့တက်ရှိချမ်းမာရေးကြောက်စာတိုင်းစိုက်ထူပြီးအစဉ်ဆက်ကိုးကွယ်သွားပါမယ်လို့ရေးလိုက်ပါတယ်ပြီးတော့သူမရဲ့ရင်ဘတ်ထဲကအလွန်တန်မိုးကြီးတဲ့အစိမ်းရောင်ကြောက်စိမ်းဆွဲကြိုးလေးကိုဖြုတ်ပြီးစာနဲ့အတူအိတ်ထဲကိုထည့်ကပြအန်ဖို့ပေးလိုက်ပါတယ်ကျွန်တော်ကျိုးကိုပြန်ဆွဲတင်ကြည့်လိုက်တဲ့အခါအိတ်ထဲမှာပေါက်စီနဲ့ပန်းတီးမရှိတော့တာကိုတွေ့ရပါတယ်အဲ့ဒီအစားစိမ်းများအယောင်ထွက်နေတဲ့ကြောက်စိမ်းဆွဲကြိုးလေးတစ်ခုပါလာပါတယ်ကျွန်တော်ကြောက်စိမ်းကိုကန်ကြည့်လိုက်တော့တော်တော်လေးအလေးချိန်စီးပြီးအေးဆက်နေပါတယ်ရှေးဟောင်းပစ္စည်းစစ်ဆိုတာတေချာသွားပါတယ်အပေါ်ကထွင်းထုထားတဲ့လက်ရာတွေကလည်းအရန်ကိုတေးတလပနေပါတယ်ဒါပြင်မှာသွားရောက်ရင်ပိုက်ဆံအများကြီးရနိုင်တယ်ဆိုတာကျွန်တော်ချက်ချင်းတွက်မိလိုက်ပါတယ်ဒီရောင်းဝယ်ကလုံးဝကိုတွက်ချေကြိုက်တာပဲလို့တွေးလိုက်ပါတယ်ပြီးတော့သူတို့စီကရန်သူတွေဝိုင်းထားလို့အစားအစာလိုအပ်နေရဆိုတဲ့စာကိုလည်းဖတ်လိုက်ရပါတယ်ရေရင်းဝကိုတွားပြီးခဏတောင်ခံထားစစ်တူကြီးချူရန်မင်းတို့လိုချင်တာအစားအစာမဟုတ်လားငါ့ကိုစောင့်နေမင်းတို့အားလုံးကိုဘိုက်ဝအောင်ကိုကြွေးပစ်မယ်လို့အော်ပြောလိုက်ပါတယ်ပြီးတာနဲ့အိမ်ထဲဝင်ကားတော့ယူအပြင်ထွက်ပြီးဂျင်ဒီနားမှာမုံလို့တဲ့စက်ယုံရှိလားပူနွေးနွေးပေါက်စီအလုံးရည်2000ကိုနာရီဝက်အတွင်းရအောင်လုပ်ပေးလို့အပြတ်မှာလိုက်ပါတယ်ဆန်ရှင်ကပြူးပြဲကြည့်ပြီးပေါက်စီ2000တောင်ဆိုပြီးအန်ကြားနေရတဲ့ပွဲစားတွေကျွေးမလို့လားလို့မေးပါတယ်ကျွန်တော်ကအဲ့ဒါတွေဂယူးမဆိုင်နဲ့လို့ပြောပြီးဘေးနားမှာအကြီးစားမုံစက်ယုံရှိတယ်ဆိုတာသိရလို့အဲ့ဒီကနေမြန်ပို့ခိုင်းလိုက်ပါတယ်အဲ့ဒီအပြင်အတင်းစားလို့ရမယ့်နေ့လယ်စာအသားဘူးတွေဝတ်သားနီချက်စီတဖူးတွေအမဲသားစီတဖူးတွေကိုပါထပ်မှာပါတယ်တန်ဖြာဦးခုံနဲ့ထုတ်ပိုးထားပြီးအလွယ်တကူဆွဲဖွင့်စားလို့ရတဲ့အမျိုးအစားတွေကိုပဲရွေးပေးဖို့တေချာမှလိုက်ပါတယ်အဲ့ဒီဘူးတွေစုစုပေါင်း1000ကိုယူမယ်လို့ပြောလိုက်ပါတယ်ပြီးတော့50ကီလိုဝင်းနဲ့ဆန်အိတ်ထောင်ပါအခုချက်ချင်းလိုချင်တယ်လို့ထပ်မှလိုက်ပါတယ်ဆန်ရှင်ကဒီလောက်များတဲ့ပစ္စည်းတွေကကယ်ဆယ်ရေးစခန်းဖွင့်မလို့လားကားကြီးတွေအများကြီးလိုမှနော်လို့ပြန်ပြောပါတယ်ကျွန်တော်ကလည်းပိုက်ဆံကပြစ်နာမဟုတ်ဘူးကားကိုဦးလေးပါသာရှာလိုက်အဲ့ဒီပစ္စည်းတွေအားလုံးကိုတနာရီတွင်ငါအိမ်ရောက်အောင်အခုချက်ချင်းပို့ပေးအချိန်မီရောက်ရင်ကုန်ကြစရိတ်အပြင်အရေးပေါ်ပို့ဆောင်ကရွက်1000ကိုလက်ငင်းထပ်ပေးမယ်လို့အပြက်ပြောလိုက်ပါတယ်ဆိုင်ရှင်လည်းရွက်1000ဆိုတဲ့စကားကြတော့သဘောတွေကျသွားပြီးတနာရီတွင်တစ်စိမှမလျော့စေရပဲအရောက်ပို့ပေးမယ်လို့ကတိပေးပါတယ်ချက်ချင်းပဲအတန်ချက်ဆက်လော့စပီကာကြီးကိုကင်ပြီးအလုသမားတွေကိုအော်ခေါ်ကကုန်ကားကြီးတွေပေါ်ပစ္စည်းတွေစတင်တင်ခိုင်းပါတော့တယ်အလုသမားတွေအများကြီးကစံအိတ်တွေဖော်ဘူးတွေကိုကားပေါ်အလူအရက်တင်ကြပါတယ်ပစ္စည်းတွေတင်ပြီးတာနဲ့ကားတွေတစ်စီးပြီးတစ်စီးချန်ထဲဝင်လာပါတယ်ဒီချိန်အတိတ်ကာလဘက်မှာတော့စစ်သားကချူရန်ကိုနတ်ဖျားကတကယ်ပဲအစားအစာတွေပေးပါမလားလို့မေးနေပါတယ်ချူရန်ကနတ်ဖျားကအသက်ကယ်ရေကိုတောင်ပေးခဲ့သေးတာပဲသူတို့ကိုလောင်ပြောင်မှမဟုတ်ဘူးလို့ယုံကြည်ချက်ရှိပြန်ပြောပါတယ်စစ်သားကသူတို့စီမှာလူ3000တောင်ရှိတာလူ3000စာအစားအစာကိုဖန်ဆင်းပေးဖို့ဆိုတာနတ်ဖျားအတွက်တောင်အရန်ခက်ခဲမဲ့ကိစ္စလို့စိုးရိမ်နေကြီးပြောပါတယ်ချူရန်ကအဲ့ဒီလိုမပြောဖို့ဟန်တားလိုက်ပြီးနတ်ဖျားရဲ့အစွမ်းကိုတာမန်လူတွေခံမှန်းလို့မရဘူးလို့ပြောပါတယ်ပြီးတော့စစ်တပ်တစ်ခုလုံးကိုရေရင်းပေးမှတန်းစီပြီးတိတ်ဆိတ်စောင့်နေကြဖို့ဘယ်သူမှစူပူဟစ်တာမျိုးမလုပ်ဖို့အမိန့်ပေးလိုက်ပါတယ်ခါနေတော့စစ်သားတယောက်ကရေရင်းထဲမှာလှုပ်ရှားမှုရှိနေပြီလို့အော်ပြောလိုက်ပါတယ်ချူရန်ကလည်းနတ်ဖျားစီကပစ္စည်းတွေကိုလက်ခံယူဖို့အသင့်ပြင်ထားကြဖို့အမိန့်ပေးလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲရေရင်းထဲကနေအေယာမပိုက်ကွန်ကြီးတစ်ခုနဲ့ထုတ်ပိုးထားတဲ့ပစ္စည်းတွေဆင်းလာတာကိုသူတို့တွေ့လိုက်ရပါတယ်အဲ့ဒါကတော့ကျွန်တော်ကပစ္စည်းတွေကိုပိုက်ကွန်နဲ့ချီပြီးအောက်ကိုချပေးလိုက်တာပဲဖြစ်ပါတယ်စစ်သားတွေကဝိုင်းပြီးပိုက်ကွန်ကိုဆွဲယူကြပါတယ်ချူရန်ကဒီလောက်လေးရဲ့ပစ္စည်းတွေကိုခန္ဓာရင်ရှိတဲ့ပိုက်ကွန်ရဲ့ကြိုးတွေကိုကန်ကြည့်ပြီးအန်တားနေပါတယ်စစ်သားကဒီတိတ်တာအတုံးကြီးတွေထဲမှာအစားအစာတွေပါလာလားလို့မေးပါတယ်ချူရန်ကပိုက်ကွန်ကိုဖြုတ်ဖို့အမိန့်ပေးလိုက်ပါတယ်ပိုက်ကွန်ကိုဖြုတ်ပြဖော်ဘူးကြီးတပူးကိုတွေ့လိုက်ရပါတယ်ဖော်ဘူးပေါ်မှာစာရွက်လေးတစ်ရွက်ကတ်ထားပါတယ်စာထဲမှာချူရန်ရေပထမအတုပ်အစားအစာတွေပို့လိုက်ပြီးညီအကိုတွေကိုအရင်ဘိုက်ဝအောင်ကျွေးပြီးအမွေးခိုင်းလိုက်ဆန်တွေကနောက်ကနေထက်လာမယ်ချမ်းဆိုပြီးရေးထားပါတယ်ချူရန်ကစာကိုဖတ်ပြပြီးတာနဲ့ဖော်ဘူးကိုအမြန်ဖွင့်ခိုင်းလိုက်ပါတယ်ဖော်ဘူးကိုဖွင့်လိုက်တာနဲ့အငွေ့တွေထောင်းထွက်လာပြီးအထဲမှာဖြူဖွေးနေတဲ့ပူနွေးနွေးပေါက်စီတွေကိုအပြည့်တွေ့လိုက်ရပါတယ်စစ်သားတယောက်ကပေါက်စီကိုလက်နဲ့ကိုင်ကြည့်ပြီးပူနေသေးတယ်လို့အန်ကြတက်ကြီးအော်ပြောလိုက်ပါတယ်အဲ့ဒီတော့မှစစ်သားတွေအားလုံးကနတ်ဖျားကတကယ်ကဲတင်ပြီးဆိုပြီးဝမ်းသာအားရအော်ဟစ်ကြပါတယ်ချူရန်ကအချိန်ဆွဲမနေနဲ့ချက်ချင်းလူတွေကိုပေါက်စီနှလုံးစီဝေပေးလိုက်လို့အမိန့်ပေးလိုက်ပါတယ်စစ်သားတွေကလည်းပေါက်စီတွေကိုယူဖို့အပြေးလွှားသွားကြပါတယ်ချူရန်ကနေဦးနောက်ထပ်ပစ္စည်းတွေလာဦးမယ်လို့လမ်းပြောလိုက်ပါတယ်